YBS ကားကားတွေဈေးမတက်တော့ဘူးလို့ဒီနေ့ဩဂတ်လ16ရက်နေ့မှာ YRTC ကထပ်မံထုတ်ပြန်ခဲ့ပါတယ်။ YRTC ကအတွဲဖက်အတွင်းရေးမှူးဦးလျံကျင်မန်က YBS ဒိုမဲဟာပြန်လည်ပယ်ဖြတ်လိုက်ပါတယ်။ဘယ်လိုကြောင့်ပယ်ဖြတ်တယ်ဆိုတာကျွန်တော်လည်းမပြောတော့ဘူး။ရင်စီးကမတိုးချင်လို့ပါလို့ပြောပါတယ်။ကုန်စည်နှုန်းတွေကြီးမြင့်နေပြီးဝင်ငွေနဲ့ထွက်ငွေမမျှတချိန်လောက်ခလာစာတိုးမြင့်မှုမရှိချိန်မှာရန်ကုန်လူထု18သိန်းကျော်အားထားနေရတဲ့ YBS ဘတ်ကားကားတွေကဒီလောက်ကုန်ဈေးတက်တော့မယ်လို့2026ဩဂတ်လ14ရက်နေ့မှာYRTC ကထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာ YBS စီးနှင်ကြတဲ့ခရီးသည်တွေအနေနဲ့ရခိုင်အချိန်များကထပ်ပိုမိုကုန်ကြတော့မှာဖြစ်ပြီးအခြေခံလူရန်စားတွေအတွက်ဝင်ထုတ်ဝင်ဖို့ဖြစ်လာနိုင်ကြောင်း YBS ဈေးနှုန်းတိုးမြင့်မှုနဲ့အတူအခြားသောကုန်စည်နှုန်းတွေဟာလည်းစတက်တပိုးတက်လာနိုင်ကြောင်းကားကပုံသေး600လုံးမျိုးသတ်မှတ်လိုက်ခြင်းဟာခရီးသည်နဲ့ကားသမားကြားအကြွေပြဿနာဖန်တီးပေးပြီးရန်တိုက်ပေးသလိုဖြစ်နေကြောင်းလူထုကြားပြင်းပြင်းထန်ထန်ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာအခုလိုပယ်ပြတ်လိုက်ပြီးဖြစ်ကြောင်းထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ YRTC ကားတွေဟာဝင်ငွေနဲ့ထွက်ငွေမျှတမှုမရှိဘဲအရှုံးပေါ်နေရခြင်းအကြောင်းအရင်းကိုတက်သိနာလေသူတွေကရင်စည်းကောက်နေတဲ့ရင်မောင်းတွေသူတို့အိတ်ထဲ40%လောက်ထည့်ပြီး60%လောက်ပဲပြန်အပ်နေမှာတော့အရှုံးပေါ်မှာပေါ့ရင်မောင်းတွေကိုလစာတေချပေး Cash System Implementation တေချလုံးမှာရေရှည်အဆင်ပြေမယ်အလွယ်နည်းဈေးမြင့်တာကမှန်ကန်တဲ့လုပ်ရမဟုတ်ပါဘူးငွေပုံးတဲ့ကိုပတ်ဆက်အထက်မခံပဲပတ်ဆက်ကိုအသေးအတန်ကားသမားကကောက်တာမျိုးပတ်ဆက်ကိုပုံးနဲ့မထည့်စေခြင်းကြပဲပတ်ဆက်ပုံကိုပစိုးနဲ့အုပ်ထားပြီးပတ်ဆက်ကိုကားသမားလက်ထဲထည့်ရတာမျိုးတွေကိုစီးစစ်စေခြင်းနဲ့ရိုပေါင်းမပိတ်ပဲတိုးကောက်လဲအဖတ်တင်မှာမဟုတ်ပါဘူးဂိမ်းမရောက်ခင်ချားမတိုင်တစ်ခုမှာပတ်ဆက်ပုံတွေကပတ်ဆက်တွေတောက်တူနဲ့တဝက်လောက်ထုတ်ယူကြတာလည်းရှိသေးတယ်အချိန်မှတ်ပေးတဲ့မှတ်တိုင်ဆောင်ကောင်းတွေတော့တနေ့ကို3သိန်းကျော်လောက်ရတယ်လက်တွေအောက်ခြေဆင်းကြည့်ပါ YBS ကားတွေမှာ CCTV တက်ထားလိုက်အချိန်မှတ်ရှိတဲ့မှတ်တိုင်တွေမှာဓာတ်စည်းကို900အနည်းဆုံးပေးနေကြတာမျိုးတွေရှိတယ်10မိုင်လောက်ခရီးကိုအချိန်မှတ်က3ရောက်လောက်ရှိတာဆိုတော့တွက်တာတွက်ကြည့်တော့ YBS ကားတိုင်းမှာကပ်ပြက်ဆက်တွေမပြည့်မနေအသက်ဆင်အသုံးပြုခိုင်းမှာဒေါင်းတောင်မဟုတ်တဲ့နေရာကိုဆွဲနေတဲ့ကားအများစုကပ်ပြက်ဆက်လုံးဝမရှိပါကပ်ပြက်ဆက်တက်ဆင်မှုဆက်ပြက်ရင်ချက်ချင်းပြေမှုစက်ကောင်မှာကားထွက်ဖို့ YRTA ဘက်ကကြက်မှတ်ပေးပါဒီလိုယိုပေါက်တွေပြင်နိုင်မှသာအသက်ရှူချောင်းမယ်ကားကတိုးကောက်တာကအဖြေမဟုတ်ဘူး900ဆို900ပဲကောက်ပါ600ကျထည့်ရပြရမလွယ် YBS ဘက်ကလည်းအရှုံးပေါ်နေသလိုနေ့စဉ်ပြည်သူတွေကလည်းအစင်းနဲ့စုပ်ပြက်နေတဲ့ရင်တွေမှာကြက်သိပ်တိုးစီပြီးဒုက္ခရောက်အရှုံးပေါ်နေကြတာပါပဲနှစ်ဖက်လုံးရှုံးနေကြတာပါအရေးအသွေးနှိမ့်ချနေတဲ့ YBS တွေကျန်းပေါက်လက်ကင်တန်းတွေချောင်းနေပြည်သူတွေဘဝကအနှိမ့်ချဆုံး experience ကိုခံစားနေရတာပါ data center ထားကားမှာ GPS နဲ့စာပါချိတ်ပြီး control center ကနေ operator နဲ့အလုပ်လုပ်ရင်ဒါတွေနဲ့ပါသွားပါလိမ့်မယ်ခရီးသွားပြည်သူတွေလည်း Google Map ဖွင့်ကြည့်ရုံနဲ့ကားဖယ်ချိန်ရောက်မလဲဆိုတာတွေကားဘလို့စီးရမလဲဆိုတာတွေပါအကုန်လုံးဆောင်နိုင်မှာပါအခုကခေတ်ကာလအရာအဲ့ဒီစီအစဉ်ကမဖော်ဆောင်နိုင်တော့ဘူးဖြစ်နေတယ်ဗျာနောက်ပြီးအပေါ်ပစ္စည်းတင်သွင်းမှုကန့်သက်ချက်တွေနဲ့တာဝန်ရှိတဲ့ဌာနချင်းချိတ်ဆက်ညှိနှိုင်းလုပ်ကင်တာတွေအားနည်းနေသေးတော့ဘာတွေမျှော်လင့်လို့ရနေအောင်မှလဲဗျာလို့သာပြောလိုက်ချင်မှာတော့တယ်ဆိုပြီးသုံးသပ်ပြထားခဲ့ကြတာကိုလည်းမြင်ရပါသေးတယ်အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးများတင်ပါတယ် Seven Media Pass ပါနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်